好，一根香烟啊，从鼻子的这边。ထိုးထည့်လိုက်တာဖြတ်ဝင်သွားပြီးပျောက်သွားပြီကဲဒါဘလို့လောက်သွားတယ်လေလာပါအခုပဲတိုက်ရိုက်တင်ပေးပါမယ်တကယ်တော့ဒီမျက်လက်3 secret အတူကိုတုံးထားတာပါဒီ secret မှာတီးကုံထားတဲ့တီးရဲ့ကျိုးမြင်လေးပါတာတွေ့လားဒီကျိုးကခါဘက်မှာချိတ်ထားတာပါပြီးတော့ဒီမှာဆွတ်စရာအကွင်းလေးပါတယ်ဒီကွင်းကရွှက်လို့ရတယ်မျက်လက်ပြတဲ့အခါမှာကြည့်နော် secret ထလိုက်ပါဘာပြဿနာမှမရှိပါဘူးလို့ပြောလိုက်ပါဒီကျိုးကလက်မောင်းဘေးကနေကပ်ပါလာတာပါအရှိကကြည့်ရင်မမြင်ရပါဘူးဒီလိုဖြောက်ဝင်းတယ်လို့လုပ်တဲ့အချိန်မှာလက်ကိုလွတ်လိုက်တာနဲ့မြန်မြန်ဆန်းဆန်းပြန်ကန်ထွက်သွားပြီးမျက်လက်ဖြစ်သွားတာပါကဲနောက်ထပ်မျက်လက်တစ်ခုထပ်ပြမယ်ဒေချာကြည့်ကြနော်လက်ထဲမှာဖမ်းပူလင်းတစ်လုံးကင်ထားတယ်ဘာမှမရှိပါဘူးပြီးတော့ဒီဘက်မှာကြက်ဥတစ်လုံးရှိတယ်အခုဒီကြက်ဥကိုပူလင်းအောက်ခြေကနေပြီးတော့ကြည့်နော်1 2 3လာပူလင်းနဲ့ကိုတန်းပြီးဖြတ်ဝင်သွားပြီခဲဒါကတော့ဘယ်လိုလုပ်သွားတာလဲလာပါဆက်ပြီးတင်ပေးပါမယ်အားပေးတဲ့အနေနဲ့အသေးလေးတွေပေးသွားကြပါအောင်နော်အရင်ဆုံးကြက်ဥနှလုံးပြင်းထားဖို့လိုတယ်အထက်ကကြက်ဥတစ်လုံးရဲ့ပိုင်နားမှာအပေါက်ဖောက်လိုက်ပါအထဲမှာတန်လိုက်ထည့်ပါပြီးတော့ပူလင်းအဝတ်နားကနေအထဲကိုထိုးထည့်လိုက်ပါဒါကတန်လိုက်ပြားပါတန်လိုက်ထည့်ထားတဲ့ကြက်ဥကိုပူလင်းရဲ့အပေါ်ဘက်အတွင်းဘက်မှာကတ်လိုက်မယ်ပြီးတော့လက်နဲ့ဒီလိုကင်ထားလိုက်ဒီလိုကြည့်ရင်ပူလင်းကိုပဲကင်ထားတယ်ထင်ရပေမဲ့တကယ်တော့ပူလင်းထဲမှာမမြင်ရတဲ့ကြက်ဥတစ်လုံးရှိနေတာပါဖန်ပူလင်းတစ်လုံးနဲ့ကြက်ဥတစ်လုံးမှာလို့ပြောပြီးကြက်ဥကိုဖြတ်ဝဲအောင်လုပ်ပြတဲ့အချင်းချရင်လက်ကနေ1 2 3ဆိုပြီးဖော်ဖော်လေးရိုက်ချလိုက်တာနဲ့ပူလင်းတွေကကြက်ဥကပြုတ်ကျလာတာမဟုတ်လားပူလင်းတွေကကြက်ဥပြုတ်ကျလာပြီးမျက်လက်ဖြစ်သွားတာပါဟိုကြက်ဥကတော့ဒီလက်ထဲမှာကြံနေခဲ့တာပေါ့ဒီမျက်လက်ကအရန်ဆန်းပြီးကစားလို့ကောင်းတယ်တင်လို့တတ်သွားပြီလားတတ်သွားရင်တငယ်ချင်းတွေကိုကြွားလိုက်ဦးနော်နေ့တိုင်းတင်ဖေးမှာ fit လို့ follow လေးလုပ်ထားကြနော်ဟုတ်ကဲ့ကျွန်တော်ကတော့ကောင်းကြိုပါနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်